စားတော့မီးလို့တော့ရတာကောင်းတော့ကောင်းတယ်ချီဘိုးကောင်းတယ်လေ sauce တော့ကောင်းတယ်ရအောင်အချင်းတော်တော်လေးကောင်းတယ်အသားလည်းနူးညံ့တယ်ပြက်ပြက်လာတော်ကောင်းအဲ့ဒါပဲဟုတ်ပြီခေါ်ပြီဟောဒါဘယ်မှာမှာဒီလေးရမ်းကောင်းတယ်နောက်နေရာလဲမလားမလေးကိုထူထူတော့ကောင်းတယ်ဟယ်လိုမဝိုင်းလေးရွှေဆိုင်ရှိတဲ့အမဲသားတို့ဆိုင်ပါလေလက်ဖိတ်ဆိုင်နဲ့လက်ဖိတ်ဆိုင်ဖယားရှိမှလို့ပြောဖယားနေမှာကျမတို့တင်းတင်းနဲ့ချယ်ရိုရဲ့ blog မှာပါဝင်လာတဲ့သူကတော့မိဖူးဖြစ်ပါတယ်အစ်စ်ပါဝင်လာတာပါ blog